Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ဒါဒီ audio tracks ဒီကျွန်တော်တို့ဒါဘန်တစ်ခုစာတည်ထားတဲ့ဒီပုံစံမျိုးမှာကျွန်တော်တို့ဒါ10 line အထက်ပေါ့နော်အဲ့တော့ဒီ audio tracks တွေကိုကျွန်တော်တို့ကဒါဘန်တစ်ခုစာတည်ထားတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒါ guitar ပါတယ် guitar ဆိုလဲဒါ band အနေနဲ့ left right ပါတယ်နောက် KB ပါတယ်နောက် pad ပါတယ် string ပါတယ်နောက် electric piano ပါတယ်နောက် solo ဆိုလဲဒါ solid guitar effect တွေနဲ့ကျွန်တော်တို့ပါတယ်အဲ့တော့ဒါ effects တွေနဲ့ bass တွေနဲ့လည်းဒါကျွန်တော်တို့ဒါအများကြီးတို့ဒါ effect တွေနဲ့ဒါထည့်ပေးထားရှိတယ်နောက် group တွေနဲ့လည်းဒါကျွန်တော်တို့ဒါ effect တွေထည့်ထားတာeffect တွေထည့်ထားရှိအဲ့တော့ကျွန်တော်ဒီနေ့ဒါပြောပြပေးမှာတော့ကျွန်တော်ဒီခါတိုင်းလုံးကကျွန်တော်ဒါပြောပြပေးခဲ့တာ reverb ပေါ့နော်အဲ့တော့ space ထည့်တယ်ကျွန်တော်ကဒါ vocal track ကိုကျွန်တော်ကဒါ effects ပေးပြီးတော့ထည့်တယ်နောက် master bass အနေနဲ့ကျွန်တော်ဒါတိတာကျွန်တော်တို့အများကြီးထည့်လို့မရဘူးပေါ့နော်အဲ့တော့ master ကျွန်တော်ဒါ track မှာ master bass မှာဆိုရင်တို့ဒါကျွန်တော်ဒါ slightly နည်းနည်းလေးပဲတို့ကျွန်တော်တို့ဒါ space ကိုမတိမတာလေးအဲ့ဒါကလည်းကျွန်တော်တို့ဒါ individual ကျွန်တော်တို့ဒါ track တွေကျွန်တော်တို့ဒါပေါင်းပြီးတော့ mix bass နေနေတာကျွန်တော်တို့ဒါ master track မှာမဟုတ်ဘဲနဲ့ FX သို့မဟုတ် bass နေနဲ့တို့ပေးခဲ့တော့ကကျွန်တော်တို့ဒါ environment အနေနဲ့သဘာဝကျအောင်အများကြီး FX bass မှာပေးခဲ့တာတွေမရှိတာအတွက်ရဲ့ကျွန်တော်တို့ဒါ master bass မှာနည်းနည်းလေးထည့်လို့ရတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါ intro နေနဲ့နည်းနည်းပြန်ပြီးပြောပြပြီးတာဖြစ်တယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ဒါ stereo imager ဘာလို့သူ့ကိုကျွန်တော်ကဒါကိုပြပြပြီးလဲဆိုတော့ကျွန်တော်တို့က reverb သုံးတဲ့အခါမှာအများကြီးသူ့ကိုကျွန်တော်ကဒါသတိထားရတယ်အများကြီးသူ့ကို reverb တွေအများကြီးကျွန်တော်ဒါ FX အနေနဲ့ဖြစ်ဖြစ် bass နဲ့ဒါသူ့ကိုဒါကျွန်တော်ကဒါ set လုပ်လိုက်တာပဲဖြစ်ဖြစ်အများကြီးသူ့ဒါကျွန်တော်ဒါ reverb တွေပေးမိသွားလို့ရှိရင်အတန်သူ့ဒါသူ့ရဲ့ဒါ original တုံးရဲ့ဒါကြည်လင်ပြတ်သားမှုသူ့ရဲ့ဒါတဘာဝကျတဲ့အတန်တွေကိုဒါကျွန်တော်ဒါဖုံးသွားမှာဖြစ်တယ်အဲ့တော့ reverb တွေအများကြီးထည့်လိုက်တဲ့အခါမှာသူ့ဒါကျွန်တော်ကဒါအုံမိုင်းနဲ့အတန်ရဲ့ဒါကြည်လင်ပြတ်သားမှု clarity ကိုအများကြီးဒါထိခိုက်နိုင်တယ်အဲ့တော့ကျွန်တော်ကဒီ track တွေအများကြီးနဲ့အခုဒါကျွန်တော်တို့ဒါဖန်တီးထားတယ်တီးထားတယ်ဒါ track တွေအများကြီးနဲ့ကျွန်တော်တို့ဒါတီးထားတယ်ဒီတချင်းတစ်ပုတ်မှာဆိုရင်သူ့ကိုကျွန်တော်ကဒါ reverb တွေကဒါတင့်တော်တယ်လို့သူ့ဒါအဆင်ပြေသွားထည့်ခဲ့တယ်ကျွန်တော်တို့ဒါ mix bass ကျွန်တော်ကဒါ FX အနေနဲ့လည်းသူ့ဒါခွဲပြီးတော့ FX တွေနဲ့လည်းထည့်ခဲ့တယ်လို့သူ့ကိုကျွန်တော်ကဒါလိုအပ်လို့ရှိရင်ခုနပြောသလို master bass မှာမတိမတာနည်းနည်းလေးသူ့ဒါ ambience အနေနဲ့သူ့ဒါ room ဆိုလဲ small room မတိမတာကျွန်တော်ကဒါ DK ကိုလည်းအရင်ရှော့ရမယ်နောက်တစ်ခုကကြောင့်ကျွန်တော်ဒါ room ရဲ့ကျွန်တော်တို့ဒါ size ကိုလည်းရှော့ရမယ်ပေါ့နော်အဲ့တော့အများကြီးသူ့သတိထားရတယ် stereo imager ကိုကျွန်တော်ကဒါနောက်ထပ်ကျွန်တော်တို့ဒါအသစ်အနေနဲ့ VST plugin အနေနဲ့သူ့ကိုကျွန်တော်ကဒါတုံးချင်းရပြင်သူ့ကိုကျွန်တော်ကဒါခုနပြောသလိုကျွန်တော်တို့ဒါ stereo အသံတွေကိုကျွန်တော်ကဒါပို့ပြီးတော့ width ဖြစ်စေတယ်အဲ့တော့ stereo အသံကဘာလဲကျွန်တော်မိကြလိမ့်မယ်အဲ့တော့ကျွန်တော်ကဒါ stereo ဆိုတာကျွန်တော်ကဒါသူ့ကိုဒါအခြေခံအဖြစ်ပြန်ပြီးတော့သူ့ကိုကျွန်တော်ကဒါပြောရမယ်ဆိုဒါ panning ပေါ့နော်အဲ့တော့ဒါ panning နေနဲ့ကျွန်တော်တို့ဒါ track တွေမှာခွဲခဲ့သလိုအဲ့တော့ကျွန်တော်ကဒါ left မှာဆိုရင်ကျွန်တော်ကဒါ block degree မှာ left panning ကျွန်တော်တို့ right ရှိတယ် studio monitor ဆိုလေသူ့ကိုကျွန်တော်ကဒါ left right ကျွန်တော်တို့ဒါ bell ကို block ကျွန်တော်ကဒါ degree မှာသူ့ကိုဒါအတန်ကိုကြားရမလဲညာဘက်မှာဆိုလေ block အတန်ကိုကြားရမလဲအဲ့တော့ stereo ကျွန်တော်ကဒါဖြစ်တဲ့အခါမှာဘယ်ညာရဲ့ဥပမာဆို drum ဆိုလေကျွန်တော်တို့ဒါ overhead အတန်လေးတွေကကျွန်တော်တို့ဒါဘယ်တဲ့ညာနဲ့ပြေးနေရလေးရှိတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါ mid မှာရှိရမယ့်အတန်လေးရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့ vocal တို့ bass တို့နောက်ပြီးတော့ solo ဆိုလဲ lead guitar အတန်တွေဖြစ်တယ်အဲ့တော့ဒီ stereo ကျွန်တော်တို့ကအတန်ကိုပို့ပြီးတော့အားကောင်းစေအောင် stereo width ကျွန်တော်တို့ဒါဘယ်ညာအတန်လေးတွေလှစေအောင် stereo imager ကိုသုံးပြရမှာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်